ဒီလူကယုံကလေးတစ်ကောင်ကိုသူ့ရဲ့စက်တနံနဲ့အမဲလိုက်ရင်ရုတ်တရက်ထောင်ချောက်တစ်ခုဆင်လိုက်တယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်မုတ်ဆိုးတစ်ယောက်ပေါ်လာပြီးသူလည်းထောင်ချောက်တစ်ခုထပ်ဆင်ပြန်ရော။ယုံကလေးကတော့ထောင်ချောက်နှစ်ခုလုံးကိုတတိထားမိနေပေမဲ့နှာခေါင်းကြီးတဲ့လူကမုံလာဥနီတူချလိုက်တဲ့အခါမှာတော့စိတ်ဝင်စားသွားတယ်။ဒါကိုပထမမုတ်ဆိုးကမြင်သွားပြီးမြေကြီးထဲကနေပိုပြီးကြီးမားတဲ့မုံလာဥနီတစ်ခုကိုဆွဲထုတ်လိုက်ပြန်တယ်။ယုံကလေးကတော့ပိုပြီးတော့စိတ်လှုပ်ရှားသွားတာပေါ့။ဒါပေမဲ့ဒုတိယမုတ်ဆိုးကလည်းအရှုံးမပေးပဲသူ့ကြောပိုအိတ်ကိုဖွင့်ပြီးမုံလာဥနီအားလုံးကိုတွန်းချလိုက်တယ်။အဲ့ဒီနောက်နွားချောင်းသားကသူ့ရဲ့ကွန်တင်ကားကြီးကိုမောင်းလာပြီးမြေကြီးပေါ်ကိုမုံလာဥနီတွေအပုံလိုက်ချလိုက်ပြန်တယ်။ယုံကလေးကတော့ပြားများသွားပြီပေါ့။ဒါပေမဲ့နှာခေါင်းကြီးကြီးနဲ့လူကမုံလာဥနီကိတ်မုတ်ဖုတ်လိုက်တဲ့အခါမှာတော့ယုံကလေးစိတ်ပြောင်းသွားပြန်တယ်။နွားချောင်းသားကလည်းအရှုံးမပေးပဲဒီကဘာလုံးမှာအကြီးဆုံးမုံလာဥနီကိုတဲလာဖို့ဂျော်သားတွေကိုအကူအညီတောင်းလိုက်တယ်။ဂျော်သားထွက်သွားတဲ့နှာခေါင်းကြီးမုတ်ဆိုးကနွားချောင်းသားစီကိုမုံလာဥနီတစ်ခုနဲ့လှမ်းပေါက်လိုက်ပြီးမြဲနွားချောင်းသားကဖမ်းမိသွားပြီးအဲ့ဒီနှာခေါင်းလေးကိုပဲပြန်ပေါက်ထည့်လိုက်တယ်။နှာခေါင်းကြီးလူလည်းပြန်ခုန်ထားပြီးမုံလာဥနီပြက်လုံးချကိုထုတ်လိုက်တဲ့အခါမှာတော့နွားချောင်းသားကလည်းမုံလာဥနီစက်တနက်ကိုထုတ်လိုက်ရတော့တယ်။သူတို့တယောက်အပြန်အလှန်မုံလာဥနီတွေနဲ့ပြစ်ခတ်နေကြတော့ယုံကလေးကတော့သူတို့နောက်ွယ်ကမုံလာဥနီတောင်ကြီးကိုပြိုပြိုကြီးစားနေတာပေါ့။အဲ့ဒီအချိန်မှာပဲရုတ်တရက်လင်းရုံတစ်ကောင်ပြန်ဝေးဆင်းလာပြီးယုံကလေးကိုတုတ်သွားပါလိမ့်တော့